အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ My Tech မြန်မာရဲ့မင်းတော်စင်ပါဒီတစ်ခေါက်တော့ကျွန်တော် Xiaomi Mi 10 Pro ရဲ့ display ကို review လုပ်ပေးရင်းနဲ့ pixel density PPI refresh rate နဲ့ touch sampling rate တွေကဘာတွေကွာခြားတယ်ဘယ်လိုမျိုးအလုပ်လုပ်တယ်ဆိုတာကိုပြောပြပေးတော့ပါမယ် review နဲ့ထောက်ပံ့ပေးတဲ့ Pro AB Shop ကကိုသက်လင်ဟင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျMi 10 Pro ရဲ့ display quality ကမိုက်တယ်တကယ်ကြီးမိုက်တာပါဒါပေမဲ့ Full HD Plus display ကိုပဲ 6.67 inch size နဲ့လာတဲ့အခါမှာ Mi 9 Pro တို့တုန်းကတည်းက pixel density ပိုနေသွားမျိုးတွေရှိတယ်pixel density ကို pixel per PPI လို့အတူပေါက်ခေါ်တယ် PPI ဆိုတာတစ်လက်မပတ်လည်အကွက်တွင်းမှာရှိတဲ့ pixel အရေအတွက်ကိုပြောတာပါ PPI ပိုများလေ sharpness နဲ့ clarity ပိုင်းတွေမှာပိုပြီးကောင်းလေလို့ generally မှတ်ထားလို့ရပါတယ် PPI ပိုများတော့ display quality ပိုပြီးကြည့်လင်ပြတ်သားတယ်အဲ့လိုမျိုးပါ Mi 10 Pro မှာက386 PPI ပဲရှိတယ်ဒါက mirroring phone တွေတာမန် flagship phone တွေအတွက်မပြောပါတော့ပေမဲ့ကိုက premium လောကတွေကိုတိုးဝင်လာတဲ့အခါမှာတခြား flagship တွေနဲ့ရှင်အားနည်းချက်ဖြစ်လာနိုင်ပါတယ်ဒီတစ်ပေါက်ပဲရှိတယ်ကျန်တဲ့ color reproduction နဲ့ quality ဘိုင်းတွေကလုံးဝ fine တယ်နောက်တစ်ချက်က display protection အတွက် Mi 9 Pro တို့ငါလိုမျိုး Gorilla Glass 6မသုံးပဲ Glass 5နဲ့ weight short လိုက်တာပါအကြောင်းရင်းကတော့refresh rate နဲ့ touch sensitivity ဘိုင်းကိုအားထည့်လိုက်လို့ဖြစ်နိုင်တယ်ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်ဒီကောင်ရဲ့ display က DCI P3 80 tablet 90 Hz refresh rate နဲ့ 180 Hz touch sensitivity ကိုစပူပေးထားတယ်ဒီနေ့မှတစ်ခုပြောချင်တာက refresh rate နဲ့ touch sensitivity အကြောင်းပါအခုတလောဒါတွေကခေတ်စားလာပြီတချို့ကလည်း refresh rate နဲ့ touch sensitivity အလုပ်လုပ်ပုံကိုသိပြီးမကွဲကြသေးဘူးအဲ့တော့ကျွန်တော်တည်ထားသလောက်ပြန်ပြီးပြောပြပေးပါမယ် touch screen panel တွေမှာရုပ်ထက်တွေပြတဲ့ display နဲ့ tab panel ဆိုပြီးတော့နှစ်ချက်ပါတယ် refresh rate ကရုပ်ထက်တွေပြတဲ့ display အဲ့နေရာမှာအလုပ်လုပ်တယ်တစ်စက္ကန့်အတွင်းမှာ frame ပေါင်းဘယ်လောက်ထိထုတ်ပေးနိုင်တယ်ဘယ်လောက်ထိ render လုပ်နိုင်တယ်ဆိုတာကိုပြောချင်တာပါ animation တွေ scroll လုပ်ရတာမျိုးတွေနောက်ပြီးတစ်ခုကနေတစ်ခုကိုပြောင်းတဲ့အခါမျိုးတွေအဲ့လိုမျိုး motion ဖြစ်နေတဲ့ content တွေကိုကြည့်တဲ့အခါမှာrefresh rate ပိုများလေကြည့်ရတာပိုပြီးတော့ smooth ဖြစ်လေပါ touch sensitivity touch sampling rate လို့လည်းခေါ်တယ်အဲ့ဒီကောင်က touch panel ပေါ်မှာအလုပ်လုပ်တယ်ကျွန်တော်တို့လက်ချောင်းနဲ့ touch panel ကိုထိလိုက်တဲ့အခါမှာတစ်စက္ကန့်အတွင်းမှာဘယ်လောက်မြန်မြန်ဆန့်လုပ်နိုင်လဲဘယ်လောက်ထိ response အားကောင်းလဲဆိုတာကိုပြောချင်တာပါ refresh rate လို့ပဲ frequency hertz နဲ့တိုင်းတာတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ထားပါတော့60 Hz touch sampling rate စပူပေးထားတဲ့ display ကကျွန်တော်တို့လက်ချောင်းနဲ့ထိလိုက်တာကိုတစ်စက္ကန့်အတွင်းမှာအချိန်ပေါင်း60လှမ်းဖမ်းနေဆိုရင်120 Hz ကအချိန်ပေါင်း120လှမ်းဖမ်းပါလိမ့်မယ်ဒါကကျွန်တော်မြင်တော့ဥပမာနဲ့ပြောလိုက်တာပေါ့နော်ဒါကို mathematically အရာအတိအကျပြောရမယ်ဆိုရင်60 Hz touch sampling rate ရှိတဲ့ display က 16.6 millisecond တိုင်းမှာကျွန်တော်တို့ရဲ့ touch input ကိုလှမ်းဖမ်းပြီးတော့130 Hz က 8.3 millisecond တိုင်းမှာကျွန်တော်တို့ရဲ့ touch input ကိုလှမ်းဖမ်းပါတယ်ဒီကောင်က PUBG တို့ Call of Duty တို့လို game တွေဆိုတဲ့အခါမှာထောက်ကူပြုပါတယ်screen ကိုလက်နဲ့ထိလိုက်ပြီးဆိုတာနဲ့ဖြောင်းကနေကြည်တံထွက်သွားတာမျိုးပေါ့နော်ဒါကြောင့်လဲ touch sampling rate ကိုgaming phone တွေဖြစ်တဲ့ROG Phone 2နောက်ပြီးတော့Red Magic 5G လိုမျိုးဖုန်းတွေမှာ240 Hz အခုဆိုရင် Blackshot 3 Pro မှာ270 Hz စပူပေးထားတာပါတခုသတိချက်စရာရှိတာကဒီ refresh rate တွေ touch sampling rate တွေက OS UI နဲ့လည်းတွားပြီးဆက်နွယ်နေပါတယ်အဲ့တော့ rate တွေဘယ်လောက်ကောင်းကောင်း OS နဲ့ UI ကလည်းကောင်းကောင်း optimize လုပ်ပေးနိုင်ဖို့လိုအပ်ပါတယ်လုပ်မပေးနိုင်တော့240 Hz ပဲပါ270 Hz ပဲပါလက်ကားပါပဲဒီလောက်ဆိုရင် refresh rate နဲ့ touch sampling rate အကြောင်းကိုတီမီခေါင်းမရှိလောက်ပြီးထင်ပါတယ်ကျွန်တော်ပြောခဲ့တာတွေထဲမှာမှားတာရှိရင်နားလည်ပေးကြပါလိုအပ်တာလေးရင်ထောက်ပြပေးကြပါအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျ